ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တက်ဆွန်ပါကျွန်တော်ဒီနေ့မှာတော့ spam ကဘာကြီးထဲမှာစပိုက်ပဲဆော့တော့မှာပဲဖြစ်ပါတယ်ဒီရဲ့ spam ကဘာကြီးမှာဆိုရင် blog အသစ်တွေ mod အသစ်တွေလည်းအများကြီးပါလာမှာဖြစ်ပါတယ်ပြီးတော့ဒီနေ့ဗီဒီယိုရဲ့ကိုကဆိုရင်ကျွန်တော်တို့ရေပွဲလားကင်းမလားဘယ်လိုပဲဖြစ်ဖြစ်ရေပွဲလို့ပဲခေါ်လိုက်ရရေပွဲလို့ကောင်းရဲ့အိမ်ကိုဆောက်တော့မှာပဲဖြစ်ပါတယ်ဒါနဲ့ကျွန်တော်ဗီဒီယို like ပေးပြီးတော့ကျွန်တော်ရဲ့ channel subscribe လုပ်ဖို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျโอเคအဲ့ဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်โอเคစရောက်လာပြီနော်စရောက်လာပြီဆိုတော့ဆော့မယ်မြန်တာစရိုက်ကြည့်တယ်ဒါကကျဘာတော့မြန်မြန်ဆက်ဆိုင်မဟုတ်ပါကဲစပိုက်ပဲဆော့မယ်ဆိုတော့အရင်ဆုံးတစ်ပင်ခုံမယ်โอเคကျွန်တော်တို့အခုဆိုရင်တော့တစ်ပင်ခေါ်လို့ပြသွားပြီပေါ့နော်အခုဆိုရင်လည်းတက်တာလေးရလိုက်တက်တာလေးရလိုက်ဆို credit တွေပဲလုပ်မယ် credit တွေပဲတက်တာလို့ပဲပြီးလို့ရှိရင်credit တွေပဲမိုက်တော့ပြောင်းသွားcredit တွေပဲသူကဟင်းချက်တဲ့နေရာကြီးဖြစ်သွားဟင်းချက်တဲ့အားလေးပေါ့ဒီမှာဆိုရင်ဒဲအိုးတို့မှာခင်းတို့ဓာတ်တို့မအချင်းတို့ဆော့တို့ပါလို့โอเคအခုကကျွန်တော်တို့ပကက်လိုပဲပေါ့ပကက်လိုပဲပကက်လုံးမယ်ဆိုတော့ပြီးကြောက်တုံတော့တူမယ်ကြောက်တုံလေးနည်းနည်းလေး16ခုလောက်ရအောင်တူလိုက်မယ်โอเคပကက်မယ်โอเคပကက်ရိုက်ဒါလည်းမိုက်တယ်ဒါဘယ်လိုဖြစ်တော့သူကလို့မို့ဘယ်လိုပြောမလဲဟင်းချက်တဲ့ပစ္စည်းတစ်ခုပဲပေါ့ဟင်းချက်တဲ့တူတူပဲမိုက်တော့ဒါလေးလေးယူကြည့်လိုက်အောင်အရင်ဆုံးဒါလေးညခွာလိုက်ကြမှာဒါတော့မလို့သေးပါဘူးအခုထပ်ထားလိုက်โอเคတစ်မိနစ်ခုလောက်ကြက်ကကြက်လေကမင်းတားလိမ့်မယ်အတော့အဆလို့ပဲမင်းဒါနွားလားရေပွဲလို့ဖြစ်သွားမင်းလည်းတားလိမ့်မယ်ဒါအမဲသားရအခုကြောက်သွားတူပဲဟုတ်တယ်ကပ်ပဲစတုံးလို့ဟာမျိုးထုတ်ခဲ့ဟုတ်တယ်ဒါကြောက်တူမယ်ကျွန်တော်အနည်းဆုံးကြောက်ကို16တုံးတော့ရအောင်လို့တော့တူးလိုက်မယ်ကဲအခုဆို16တုံးကပ်ပဲစတုံး16တုံးနဲ့ရလိုက်ဆိုတော့ကျွန်တော်စတုံးပစ်ကလောက်ပါမယ်โอเคစတုံးโอเคရပြီဆိုဒါမှfurnace ချမယ်ပြီးလို့ရှိရင်အသားချမယ်ရလာတဲ့အသားလေးဒီရဲ့ဒါလေးတစ်ခုချလိုက်ဒါလေးထည့်ထားလိုက်မယ်โอเคပြီးရင်တစ်ပြန်ခုံမယ်ဆိုဒါလေးခုံလိုက်မယ်ဒါပါကောင်လေးလည်းမသိဘူးငါးလေးရောငါးရဲ့လမ်းရှောင်းတော့ခုံနေရစားလို့ရလားမသိတက်ကြည့်လိုက်ကြောင်းစားလို့မရစားရမယ်တင်ပြီးတက်လိုက်တာစားလို့မရဖြစ်နေဆောပြငါးလေးရမင်းတစိတ်တော့မကောင်းပါဘူးကြောဟိုဒါဘယ်နဲ့တုံးရလိုက်ဆို15တုံးရလိုက်ဆိုအတုံး20လောက်ထိရအောင်တော့လုပ်လိုက်မယ်ဒါပြင် base ဆောက်မယ်မဘာလေးလည်းမသိတကြည့်အောင်ကန်းကြည့်တာဘယ်လိုရှိလဲဆိုဘုံမှမပြေကြက်တကောင်ရှိတယ်โอเคဟောမိုက်ကြဒါရမိုက်တယ်ဒါမိုက်တယ်ဒါယူလို့ရလားမသိရတယ် Grand Tower တဲ့โอเคအားလေးယူထားလိုက်တစ်ခုလောက်တော့ယူထားလိုက်
အခုတက်တာ20ရပြီဆိုတော့โอเคပြီးဆောင်မယ်အရင်ဆုံးတက်တာလေးတစ်လုံးခရလိုက်မယ်တက်တာလေးလုံးခရဖို့တက်တာလေးဒါလုံးကဲအခုအိမ်စားဆောက်ပါမယ်အိမ်စားဆောက်မယ်ဆိုတော့ဒါလေးချမယ်ပြင်ညောင်းရောက်လာတော့မယ်ဆောင်းမယ်ဒီမှာချမယ်ဒီမှာနောက်တစ်လုံးမှာနောက်တစ်လုံးရွှေရှင်မှာတော့တစ်ချောင်းဒီမှာလေဘုံညာကြီးအားစင်ဒီမှာဒီကနေတော့သွားလိုက်မယ်ပြီးလို့ရှင်သွားမယ်ပြီးဒီနားမှာတကားလေးချမယ်ဒီနားမှာတကားချဖို့တဲ့တကားဖရတ်โอเคဒီမှာလေငါမပါလဲလို့ဆက်မရှိဘူးဘာယူအနာမင်းကပျောက်သွားတော့တွေ့လိုက်တယ်တယ်လီပေါ့ကွာအနာမင်းမိုက်တယ်ရောဟုတ်ရအစင်းရောက်နေတောက်ဟိုရောမှာခေတီဝိုင်းစောအဲ့ဒါအပေါ်ထက်ကလည်းမနဲ့အိုးခွေပါရှေ့ကျွန်တော်ဒီပုံစံတိုင်းဆိုရင်တော့မနေ့ထီအောင်စောင်းမရတော့ပဲနဲ့တွေ့ကန်ဆိုးပါကွာကန်ဆိုးလိုက်တာquestion တွေထဲမှာဘာလုပ်လို့ရလဲဆိုကြည့်လိုက်မှာတစ်ပစ္စည်းတစ်ဘာလုပ်ရလဲဆိုဟုတ်ရော spammer အိမ်ရတော့ပါဘန်ဒီရယ်ပြီးရင် cut ဆိုတာရယ်လို့ရယ်တရား stone ရယ်ဆန့်ရယ်တဲဒါလေး credit လို့ရလို့တယ်နောက်ကျရင် credit ကြည့်လိုက်မယ်ဒါကြတော့ stone 3ခုပဲလို့ကဟုတ်ရောbase ရောက်ကြအောင်လို့ဒါလေးနဲ့ပဲဒါလေးလုပ်ပြီး crap ပြီးတော့ပဲစောက်ပြီးနေလိုက်ရင်ရရဲ့ဟာဘာအောင်လုံးဦးရဘာကောင်လုံးခါမလာတဲ့ကျောင်းဆက်โอเคအခုမနေ့လေရောက်လာပြီဆိုတော့ကျောင်းလုံးမှစင်လေးစတင်လိုက်အောင်အခုဒီနေ့ day 2မှာဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီလေးစောက်မယ်ပေါ့ဒီလေး stone 3လို့ပဲကျွန်တော်မှာ stone ကမရှိကုန်ဝိုင်းကျွန်တော်ဓာတ်တွေ picket တွေ estate နဲ့ finance တွေလောက်လိုက်တာကုန်ဝိုင်းအဲ့တော့အစ်စ်တော်တူတပါးကြီးရောဘာရော musty party ရဲ့ဆွေးမိသားကိုပြောလားစားကြည့်ဟုတ်တယ်ဆွေးမိသားကြီးမဟုတ်လားဘာရောဘာသာလည်းမသိစားတော့စားလိုက်တယ်ဆွေးမိသားကြီးဝေါငါဆွေးမိသားကြီးစားမိပါ့ဟိုကြောက်တုံကအတုံး20လောက်တော့တူလိုက်โอเคအခုကြောက်တုံအတုံး20လေးရပါပြီဆိုတော့ဟိုအိမ်လေးတော့ခရက်လိုက်အောင်ဟိုရညားနေရှိရောညားရေးဆိုတယ်ချစ်ချလေမိုက်တယ်ရွှေအောင်လေးနဲ့ပြီးရင်ဒီအိမ်ကိုပြန်ပြရမယ်ခလုံးရလေလားညတော့အော်ဒီတော့ကျိုးအောင်မနော်ကြာယူစတုံးပဲဆောင်းအောင်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အိမ်ကိုအဆင့်လေးပါလေးမြင်လာမယ်ကျွန်တော်အိမ်ကအကွာဘယ်လိုဖြစ်နေလဲဆိုတော့ချက်ဖပုံကြီးလိုဖြစ်နေအဲ့တော့တစ်လေးခုတ်ပြီးတော့နည်းနည်းလေးပြန်ပြီးအဆင်ပြေတင်လာတယ်မြင်လိုက်မယ်ဆင်နော်အခုဒီအဲ့ရလည်းမလို့ရသေးဘူးအဲ့ရလည်းဘုဒ္ဓတိုးလိုက်တောင်းမယ်နော်ဒီရဲ့ကဘာကြီးထဲမှာတိုးကဘယ်လိုပုံဖြစ်နေလဲမသိဘူးโอเคအခုအစာရှာမဲ့အချိန်ရောက်လာပြီโอเคအစာလိုက်ရှာအောင်ညာမရောက်ခင်ငါနေကြွန်တေးသေးလေးရောဘာကောင်မှလည်းမရှိဘူးအခုမှလည်းကြွန်ရှိတယ်ညလည်းရောက်လာဆိုအချိန်နေမကောင်းတော့ဒီပြန်မရအောင်မယ်
哦，你把打把雷了没得？他那个，我们估计哎呀，没去的哇，好吧，老年人，哎，马上回。ဒီလိုနဲ့ပဲဒုတိယညမှာလဲဒုတိယနေ့မှာလဲဘာမှမလုပ်လိုက်ရပေါ့ဒုတိယနေ့ကတော့ဘာလုပ်လို့မရအောင်ဘာမှလည်းမလုပ်လိုက်ရအောင်โอเคညဘက်မှာအစာရှာဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးနောက်မှတွေးရလဲနည်းနည်းလေးပဲရှိရဆိုတော့ဒီမှာစားကြလေးပါလည်းမရှိဘူးဝီပင်ရှိဝီစီရရှိဒါလေးမှာဘယ်လိုမှလုပ်လိုက်ရှိโอเคဘယ်လိုမှလုပ်လို့ဒါဒီကနေပြီးတော့ဒါလေးလူပဲပေါ့နော်နည်းလုံးနဲ့များလုံးနဲ့ပြောဟုတ်ရအားလုံးလုံးပြီပါများလုံးနဲ့ဒါများလေးပိုကောင်းလေးပေါ့နော်အဲ့တော့ထားလိုက်မယ်โอเคအခုဆိုရင်မနက်ရောက်လာတော့မှပဲဖြစ်ပါတယ်အဲ့တော့အပြင်ထွက်အောင်ချောင်းကောင်လေးရှိသေးရခဏဆောင်လိုက်โอเคမနက်ရောက်လာပြီဆိုတော့ထွက်ပြီးတော့တက်ခုတ်ဆရာလေးရှိရတယ်တော့ခုတ်ဆရာရှိဆိုရပဲဇမီတို့ဘိုင်ဘိုင်မင်းတို့မိလောက်မသိအောင်မှနေထွက်နေဟုတ်ရအာယောစကီလီဒင်းတာမယ်အစားလိုလေကွာအစားလိုလေဟောတားပြီးစမ်းဟုတ်ရဒါပန်းအောင်လေးပန်းအောင်လေးချစ်ချလေးဒါပြီးတော့ဆိုခေါင်းမူဆောင်မယ်ခေါင်းမူဆော့ဖို့အတွက်ဒါရှင်းအောင်မယ်အေးပါကွာနည်းနည်းကြည့်လို့လာအောင် box ပုံစံလေးရောမဟုတ်တော့ဆိုဒါဒီနားမှာပြောင်ပြောင်ဖြစ်နေထိပ်ပြောင်လို့ဖြစ်နေโอเคရပြီကူစိနောက်ဆိုတော့အိမ်လေးပြီးဆုံးသွားပြီအိမ်ပြင်ပိုင်းပြီးဆုံးသွားပြီဆိုကိုတစ်ခုပြီးသွားပြီပြီးရင်နောက်ဆုံးကိုလုံးနောက်ဆုံးမရှိဘူးကြာအဲ့ဒါဘာလဲဆိုတော့ဟိုရေပွဲလို့ခေါ်ရဲ့အိမ်ကိုစောက်မှာဖြစ်ပါတယ်โอเคโอเคဆက်လုပ်ကြရအောင်ဟုတ်ပါဒီမှာโอเคရပြီဆိုအပြင်မှာတော့လုပ်လိုက်မယ်ဒီအင်ကိုဘယ်တော့မှလုပ်လိုက်အောင်ဟုတ်ညဒီအရှိနာမှာလုပ်လိုက်မှာအဲဆိုရင်ဒီအင်ရဲ့အရှိနာမှာလုပ်လိုက်မယ်စင်ထမိုးလေးထားလိုက်โอ้ยเอ้ยครีไวโอ้ยครีไวပေါက်တော့တော်သေးလို့မသိပါခါရသိပြီထင်တာဟာဒီမနေ့ပြန်มาလောက်တာပဲပေါ့ဒီနေ့ရောအိမ်လေးရောအပြစ်တက်နိုင်ပါပါတယ်နားတောင်းလာနေပါတယ်နည်းနည်းလေးထပ်ပြောပါလို့တော့ဒါမှတော့လိုက်မယ်လို့ရှင်ဒီမှာနောက်တစ်ခုဒီမှာနောက်တစ်ခုကိုဆိုအိမ်လေးအထဲမှာလည်းမစိုးလို့ပြောပြရတယ်။ညောင်းနေတာပါရှိတယ်။အောက်ချီလေးလောက်ပဲ။အောက်ချီလေးလောက်ကိုကျန်တယ်ဆိုအောက်ချီလေးလောက်ပဲ။ဟုတ်ရတခုပဲလို့ပါ။တခုလေးမှလည်းတက်။ဒီမှာလဲဘာမှမရှိဘူးဒီတော့တကယ်လာနောက်တယ်ရိုင်ဒါလေးပြောင်းပြန်လေးဖြည့်လိုက်ဆိုရှင်
ပြီးတော့โอเคနေအောင်ဆောက်အောင်မယ်မနေ့ကတော်တော်ကြာကြီးဆောက်လိုက်ရတယ်ဟိုရဦးရဒါနေထွက်ခဲ့လေမင်းတို့ကနေသေးရောလေဒီမှာလာခိုးအောင်တာပေါ့ငါအိမ်ရအောင်ဟုတ်ပါဒီကကဲခုကျွန်တော်တို့ဒီရဲ့ရေပွဲလာကင်းမလာအဲ့ကောင်ရဲ့အိမ်လေးကိုစောက်တော့မှာပဲစောက်မှာမဟုတ်ပေါ့ဘယ်ပြောစပောင်းပေးလိုက်မှာပေါ့โอเคကြည့်လိုက်အောင်ဘယ်လိုဖြစ်မလဲဆိုဒီရှင်းတာလည်းမှာပဲဆောက်လိုက်မယ်โอเคတောင်းတော့ဆေးပြေမှာမသိအိမ်เนี่ยအရင်မကတ်နေဘူးဆိုတော့ရှိလေးနဲ့တူလိုက်โอเคဒါလည်းမဆောက်နိုင်ဘူးရောဟာအေးအိမ်เนี่ยဝင်ပါအိမ်เนี่ยကတ်သွားတယ်ဘာဖြစ်တိတော့ဖြစ်လာတယ်အိမ်เนี่ยဝင်လာမဝင်အောင်ဘာမှမပြောအောင်အိမ်เนี่ยပြတ်တော့မပြတ်တော့ကြည့်အောင်ဝင်မိုက်တယ်ဒီမှာရှိရသူလည်းရှိရရေပွဲလားကင်းမလားမသိဘူးဟိုင်းမင်္ဂလာပါကိုကြီးဝိပါလုံးနဲ့နေရင်ကြီးကိုတိုက်အပေါ်တက်ကြည့်အောင်အပေါ်မှာဘာရှိမှန်းမသိသူရဲ့ဂရင်ရှိအေးရပြေးလို့ရမရကြိုင်းလောက်ထားအိုးတတိုးမွေးရအေးငါအဲ့ရလုံးရရတယ်ဒီကောင်းစီကနေဖြတ်ပြီးယူရတယ်ဒါပါသူစာကြည့်ရခါမိုက်တယ်တက်ဝင်ရှိတာစပမ်းမွေးမလားပေါ့ဝင်ပစ္စည်းရှိရမယ်ရှိရပါဒီနားလေးပဲနည်းနည်းဖြတ်မှာတော့တက်တုံ X လဲပြတ်သွားပြီဆိုလက်နဲ့ပဲဖြတ်လိုက်တော့ဝင်အပြင်ထွက်ခဲ့ရအဲ့အပေါက်တွေနည်းနည်းလေးပြပိတ်ထားမှနည်းနည်းတူတယ်တော့ကြောင့်နေစမီပါရဝင်အောင်မယ်โอเคဒီနေ့ဗီဒီယိုလေးကတော့တော့ပါပဲခင်ဗျကြည့်ရှုပေးကြတဲ့ညီကိုမောင်နှမတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်โอเคအခုကျွန်တော်ရဲ့ဗီဒီယိုကြိုက်နေတတ်တယ်ဆိုရင်တော့ like လေးပေးလာလို့ရပါတယ်ဗျဒါမှမဟုတ်ပတ်တူလို့ရှင်နေဆိုရင်တော့ comment မှာပတ်တူဆိုပြီးရေးထားခဲ့လို့ရပါတယ်ဗျအားလုံးပဲတတာ bye bye